fresh paint လို့ခေါ်တဲ့ဆေးမုတ်ပြီးသားကားနဲ့ကျွန်တော်တို့ဆေးမုတ်ပြီး keyword ဖြစ်သွားပြီးသားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ OEM paint လို့ခေါ်တဲ့ original ဆေးသားပေါ်မှာ polish တိုက်တာဘယ်ကောင်ကပိုခက်မလဲဘယ်ဟာပိုလွယ်မလဲပေါ့ဒါလေးကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဖြေသွားမယ်ကျွန်တော်ဖြေပေးမယ် Okay ဒီမှာလည်းမေးခွန်းတစ်ခုမေးထားတာဗာလဲဆိုလို့ရှိရင်ပေါင်းခန်းနဲ့ထွက်လာတဲ့ကာကိုတဲ့gossot တိုက်ပြီးတော့ polish တိုက်တာနဲ့ရိုး detailing လုပ်တဲ့ကာကို polish တိုက်တာနဲ့ဘယ်ဟာပိုခက်လဲပေါ့နော်သူမေးထားတာသူ့ရဲ့မေးခွန်းကိုမဖြေခင်မှာသူမေးထားတဲ့မေးခွန်းထဲမှာနည်းနည်းလေးမရှင်းတာလေးကိုတစ်ချက်အရင်ကျွန်တော်တို့အရင်ပြောပြကြည့်မယ်ပေါင်းခန်းနဲ့ထွက်လာပြီးသားကာကို gossot တိုက်တယ်ပေါ့ gossot တိုက်တယ်ဆိုတော့သူဘာကိုဆိုလိုချင်မှန်းကျွန်တော်မှတ်ခက်တယ်ဒါပေမဲ့မှန်းကြည့်မယ်ဆိုလို့ရှိရင်တော့ပေါင်းကနေထွက်လာတဲ့ကားဆို body ရုံပေါ့လေ body shop တမိုင်းတော်တော်များများသုံးကြရတယ်ဖြစ်တဲ့ brand တစ်ခုရှိရယ် Glassray ဆိုတဲ့ brand တစ်ခုရှိရယ်အဲ့ဒီ Glassray ကထုတ်တဲ့ကျွန်တော် compound တွေ polish တွေကိုဆိုလိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် Okay ဒါဆိုလို့ရှိရင်တော့ဒါသူ့ရဲ့မိကုမှာမရှင်းတာလေးကိုကျွန်တော်ခံမှန်းကြည့်ပြီးပြောပြတာ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က fresh paint ကိုခေါ်တယ်ဆေးမှုတ်ပြီးချင်းကားနဲ့ keyword paint ဒါမှမဟုတ် OEM paint ဆေးမှုတ်ပြီးကျွန်တော်ဆေးအသားသေးသွားပြီ keyword ဖြစ်သွားပြီဒါမှမဟုတ်လို့ရှိရင် original ဆေးကားပေါ်မှာကျွန်တော်မြန်မာလိုခေါ်ရင် set တိုက်တယ်ပေါ့လေ paint correction လုပ်ရတယ်ဘယ်ဟာပိုခက်လဲဆိုရင်ပြောရရင်တော့နှစ်မျိုးလုံးမှာကျွန်တော်တို့မတူညီတဲ့လှုပ်ဆောင်တဲ့အချက်လည်းရှိတယ်သူ့အစစ်တိုင်းသူလှုပ်ဆောင်ရမယ့်အချက်တွေရှိတယ်ဒီသူ့အစစ်တိုင်းမတူညီတဲ့လှုပ်ဆောင်ရမယ့်အချက်တွေကိုတေချာသာလှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ကားမှာမဆိုကျွန်တော် paint correction လုပ်တာမခက်ပါဘူးအဲ့ဒီတော့ဘာတွေကွာခြားမလဲပေါ့ဘာတွေကွာခြားမလဲဆိုတော့ကျွန်တော် fresh paint အကြောင်းအရင်ဦးဆုံးပြောမယ်ပေါ့နော် fresh paint အကြောင်းအရင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် fresh paint ဆိုအခုကားဆေးမှုတ်ပြီးပြီမနေ့ဖြန်မှာကျွန်တော်တို့ကလက်နဲ့ကားဆေးသားကိုလက်နဲ့ထိတွေ့တဲ့အချိန်မှာ fresh dry လို့ခေါ်တယ်လက်နဲ့ထိတွေ့လို့ခြောက်သွားတဲ့အချိန်ကိုရောက်သွားပြီဒါပေမဲ့ကျွန်တော် keyword paint လို့ခေါ်တဲ့လုံးဝကားဆေးသားမာခဲတဲ့အစင်ကားဆေးသားလုံးဝအသားတည်သွားတဲ့အစင်ကိုမရောက်သေးဘူး keyword paint ဆိုတဲ့ကားဆေးသားအသားတည်သွားတဲ့အချိန်ကိုရောက်ဖို့ကအနည်းဆုံးရက်30နဲ့ရက်60လောက်စောင့်မှ keyword paint ဖြစ်တယ်အဲ့တော့ keyword paint မဖြစ်ရင်ကျွန်တော် polish တိုင်းမယ် paint correction လုပ်ဘာတွေဖြစ်မလဲပေါ့keyword paint မဖြစ်သေးတဲ့အတွက်ကြောင့်ကျွန်တော်ကားဆေးသားတွေကနေကျွန်တော်တို့ solvent တွေအငွေ့ပြန်တာတွေရှိတယ်အဲ့ပြင်မှာမှဒီကားဆေးသားကလုံးဝသူ့ရဲ့မာခဲတဲ့အစင်ကြက်တဲ့အစင်ကိုမရောက်သေးနိုင်သေးတဲ့အတွက်ကြောင့် paint correction လုပ်တဲ့အချိန်မှာ heavy cutting ကျွန်တော် aggressive ပြင်းတဲ့ compound တွေသုံးပြီးတော့ကျွန်တော်တို့ heavy cutting သွားတဲ့အချိန်မှာကျွန်တော် friction လို့ခေါ်တဲ့ပုတ်တိုက်မှုကြောင့်ထွက်လာတဲ့ heat ကိုမခံနိုင်သေးဘူးသူကပြီးသွားလို့ရှိရင်ကျွန်တော် heavy cut compound တွေမှာပါဝင်တဲ့ solvent တွေကကျွန်တော်ပြောရရင်ပုံမှန် polish တွေ compound တွေထက်ဆိုင်ပို့ပြီးတော့ပြင်းထန်တဲ့ solvent တွေပါတတ်တယ်အဲဒီ solvent တွေရဲ့ဒဏ်ကနေသူမခံနိုင်သေးတဲ့အတွက်ကြောင့် fresh paint မှာကျွန်တော် heavy cutting compound တွေသုံးပြီးလုံးဝ aggressive ဖြစ်တဲ့ cutting အဆင့်ကိုလုံးဝမပြုတ်လို့တဲ့ဘူးပေါ့နော်အဲ့တော့ fresh paint တွေမှာပါလာမဲ့ကားဆေးသားပစ်ချက်တွေအကြောင်းကိုလည်းသိဖို့အရင်ရေးကြည့်သေးတယ် fresh paint တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန် keyword ဖြစ်ပြီးသား OEM paint တွေမှာရှိနေတဲ့ပုံမှန်သွားလာလှုပ်ရှားနေတဲ့ကားတွေမှာရှိနေတဲ့ပစ်ချက်တွေနဲ့ defects တွေနဲ့လုံးဝမတူဘူးပေါ့နော် fresh paint ဆိုတော့ကျွန်တော်အခုမှကားဆေးမှုတ်ပြီးသားလားဆေးမှုတ်ပြီးသားကားမှာကျွန်တော်တို့ရေဆေးမလို့ဖြစ်မဲ့ swirl တွေ wash marine တွေလုံးဝမရှိဘူးပြီးတော့ ritz လို့ခေါ်တဲ့ဒီကိုင်းကြောက်တွေတခြားအချွန်တက်တစ်ခုနဲ့ချစ်မိထားတဲ့ကျွန်တော်အရှည်လိုက်အစင်တွေလုံးဝမရှိနိုင်ဘူးသူ့မှာဘာတွေပဲရှိမလဲဆိုတော့ဆေးပြန်မှုတ်ထားတဲ့ဆေးပြုတ်ပြန်ဆေးပြုတ်တွေလို့ခေါ်တယ်ကျွန်တော်တို့sinkage ရှိနိုင်တယ်ဒီဆေးမှုတ်တဲ့ pattern ကြောင့်ဖြစ်လာတဲ့ orange bee တွေရှိနိုင်တယ်နောက်တစ်ချက်ဘာတက်ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဖုံခုသွားလို့ရှိနိုင်တဲ့ death snip တွေရှိနိုင်တယ်ပြီးတော့ fish eye တွေရှိနိုင်တယ်ပေါ့နော်ဒါကတော့ပြန်စည်းကားတွေမှာအများဆုံးဖြစ်ပေါ်နိုင်တဲ့အများဆုံးတွေ့ရနိုင်တဲ့ပစ်ချက်တွေဒီလိုပစ်ချက်တွေကြာရင်ကျွန်တော်တို့ကပုံမှန် compound type polish type ပြီးဖယ်ရှားလို့မရနိုင်ဘူးပြန်စည်းကားတွေမှာကျွန်တော်တို့ sinkage လို့ခေါ်တဲ့ပြန်စည်းပြုတ်တွေနဲ့ orange bee လို့ခေါ်တဲ့ဒီဆေးမှုတ်တဲ့ကန်ကထွက်လာတဲ့ pattern ကြောင့်ဖြစ်တဲ့ဆေးပြုတ်တွေကိုရှင်းလင်းရမယ်ဖယ်ရှားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကောဘက်ကိုစားရတယ်ဆန်နေလောက်ရတယ်ပေါ့နော်အဲ့တော့ဆန်နေလောက်ပြီးမှကျွန်တော်တို့ကsanding marks တွေကို remover အနေနဲ့ compound တိုက်တယ် polish တိုက်တယ်ပေါ့ okay ဒီမှာကျွန်တော်က sanding လုပ်မယ် sanding လုပ်ပြီးတော့ဒီ fresh paint မှာကျွန်တော်တို့လုံးဝ heavy cut compound တွေသုံးပြီးတော့ aggressive cutting တွေမလုပ်သင့်ဘူးလို့လည်းပြောသေးတယ် sanding marks ကိုဘယ်လိုဖြောင်းမလဲပေါ့အဲ့တော့ကျွန်တော်တို့က fresh paint တွေမှာဘယ်လိုအဆင့်တွေသွားရမလဲဆို heavy cut compound ကိုလုံးဝမသုံးပဲ aggressive cutting အဆင့်ကိုမသွားဘူးဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ပြန်စည်းကားကိုကျွန်တော်တို့ကော်ဘက်1500အစားမယ် sanding 1500 green နဲ့ကော်ဘက်ရင်စားမယ်ကျွန်တော် flat ဖြစ်သွားအောင်ခုနက sinkage orange bee flat ဖြစ်သွားပြီလား flat ဖြစ်တဲ့ဒီစားမယ်
flat ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်2000 grid ကိုဆက်သွားမယ်2000 grid ကတော့ပြောရရင်1500 grid ကိုပဲ Sandy Max ကို2000နဲ့ပြန်စားချပြတာ2000 grid တွေ2000အစင်းတွေပြန်လုပ်ပြတာ2000ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က2000 grid မှာရက်ပြီးတော့ compound တိုက်တဲ့ဟာမျိုးမလုပ်သင့်ဘူး2000ပြီးရင်ကျွန်တော်3000ထပ်စားမယ်3000 sanding ထပ်လုပ်မယ်3000 sanding ထပ်လုပ်လိုက်တဲ့ဟာ2000ရဲ့အစင်းတွေကို3000အစင်းတွေနဲ့ပြန်စားချတယ်3000ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်polish တိုက်တန်တိုက်လို့ရပြီ compound မတိုက်ပဲ polish တိုက်လို့ရပြီပြောချင်တာကတော့ကျွန်တော် sanding ကိုလုံးဝ refine ဖြစ်တဲ့အထိစားပြီးတော့မှကျွန်တော် compound အဆင့်ကို cutting လုပ်တဲ့အဆင့်ကိုကြော်ပြီး polishing နဲ့ sanding mask ကိုဖယ်ရှားရမှာ polishing နဲ့ sanding mask ကိုဖယ်ရှားဖြစ်တဲ့ကြောင့် sanding mask က polish နဲ့နိုင်တဲ့ sanding mask grade အထိကိုကျွန်တော်တို့ကတစ်ဆင့်ပြီးတစ်ဆင့်သွားရတယ်ခုနပြောသူ1500ပြီး2000ပြီးရင်3000ပြီးရင်တော့အကောင်းဆုံး4000အထိကျွန်တော်တို့ကောဘက်စာကြီးမှာ4000အစင်းနေကြရင်တော့ကျွန်တော်တို့က cutting compound တိုက်စရာမလိုပဲ polishing နဲ့ကျွန်တော်တို့က4000အစင်းတွေကိုဖယ်ရှားလို့ရပြီဖြစ်တဲ့အတွက်ကြောင့်ကားစေးသား fresh paint တွေမှာ friction ကြောင့်ဖြစ်လာမယ့် heat ကိုအများကြီး short ချနိုင်တဲ့အတွက်ကြောင့်ဖြစ်လာမယ့် dent တွေမရှိတော့ဘူးပြီးသွားလို့ရှိရင်ကျွန်တော်တို့က polish ကိုပဲအသုံးပြုပြီးတော့ sanding mask ကိုဖယ်ရှားထားတဲ့အတွက်ကြောင့် polishing မှာပါတဲ့ solvent ကကျွန်တော်ကားစေးသား fresh paint ကိုထိခိုက်မှုမရှိနိုင်တော့ဘူးဒီအတွက်ကြောင့်ကျွန်တော်ပြောရရင်တော့ fresh paint တွေမှာ heavy cut compound တွေကိုလုံးဝမသုံးသင့်ဘူးအဓိက main heat ရယ်ကျွန်တော်ပါတဲ့ hash ဖြစ်တဲ့ solvent တွေအရင်ကျန်တဲ့ solvent တွေကြောင့်ကျွန်တော်က fresh paint တွေမှာထိခိုက်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော် polish နဲ့ဖြည့်ရှင်းနိုင်တဲ့အဆင့်ထိရောက်တဲ့အဆင့်လေးတွေ refine ဖြစ်တဲ့ sanding mask အထိကိုသွားမယ်1500 2000 3000 4000ထိအနည်းဆုံးသွားမယ်အကောင်းဆုံးတော့9000ထိသွားနိုင်အကောင်းဆုံး9000ထိသွားရင် polishing ကတသားလေးနဲ့တသားလေးပါအောင်မှာပေါ့နော်ဒါကတော့ကျွန်တော်တို့ fresh paint တွေလုံးဝ cure မဖြစ်သေးတဲ့စေသားတွေမှာ paint correction လုပ်ရမယ်ပုံသဏ္ဍာန်ပေါ့လေ okay ဒါဆိုရှင်ကျွန်တော် cure ဖြစ်ပြီးသားစိတ်မှုတ်ပြီးသားကားမှာရက်30ရက်60 cure ဖြစ်သွားပြီ cure ဖြစ်ပြီးသားကားနဲ့ဒါမှမဟုတ်လို့ရှင်ကျွန်တော် OEM paint ပေါ့လေ original စေသားမှာ paint correction လုပ်တာကြာရင်တော့ကျွန်တော်ဘာတွေကွာလာမလို့ဆိုစိတ်မှုတ်ပြီးတော့မှ2လလောက်ကြာသွားတဲ့အချိန်မှာအပြင်မှာသွားလို့လှုပ်ရှားသွားပြီးပြီကားရည်စေးတာတွေလည်းလုပ်ခဲ့ပြီးပြီ OEM paint ဆိုလည်းကားစီအပြင်မှာသွားလာလှုပ်ရှားထားတယ်ရည်စေးတယ်ရည်စေးဆိုင်တွေမှာလည်းရည်စေးထားတယ်ဆိုတော့ကြောင့်သူတို့မှာရှိနေတဲ့ပြစ်ချက်တွေနဲ့ကျွန်တော်တို့ချက်ချင်းစိတ်မှုတ်ပြီးကစား fresh paint တွေမှာရှိရဲ့ပြစ်ချက်တွေနဲ့မတူဘူးကျွန်တော်တို့ခေါ်တဲ့ defect တွေမတူကြဘူးပေါ့ပြောရရင်တော့ကျွန်တော်တို့fresh paint မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကားစေးသားတွေမှာဘာ defect တွေရှိနိုင်လဲရေစေးမှလို့ဖြစ်လာတဲ့ wash marine တွေရှိရဲ swell marks တွေရှိနိုင်မယ်ပြီးသွားလို့ရှိရင် ritz လို့ခေါ်တဲ့ random de-scratch ရှိမယ်အဲ့ချင်းရေကျူးဖောက်စားသွားတာမျိုးတွေငှက်ချီကွက်တာမျိုးတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့တစီကွက်တာမျိုးတွေအဲ့ချင်းတွေရှိနိုင်မယ်ပြီးသွားလို့ရှိရင်ကျွန်တော် chemical stain တွေရှိနိုင်မယ်အဲ့ဒီပြစ်ချက်တွေကိုကျွန်တော်တို့ဖယ်ရှားမှာဖြစ်သွားပြီအဲ့ဒီအတွက်ကြောင့် fresh paint မဟုတ်တော့ဘူး cure paint နဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမလိုအပ်ရင်ကောဘက်စားစရာမလိုတဲ့ပြစ်ချက်တွေကိုကောဘက်မစားဘဲနဲ့ကျွန်တော်တို့က paint correction လုပ်မယ်ကောဘက်မစားဘူးဘာကြောင့်လဲဆိုတော့စေးသားမလိုအပ်ပဲပူပါမှာဆိုတဲ့အတွက်ကြောင့်ခုနပြစ်ချက်တွေမျိုးတွေကြောင့်ကျွန်တော်ကောဘက်စားစရာမလိုဘူးကျွန်တော်တို့ cutting လိုအပ်တဲ့အဆင့် heavy cut ဝင်မလား medium cut ဝင်မလားကျွန်တော် light cut ဝင်မလား cutting အဆင့်လုပ်ပြီးကျွန်တော်တို့ polish တိုက်မယ်ကျွန်တော်တို့2 steps ကို polish နဲ့ပြီးမယ်3 steps ကိုကျွန်တော် dwelling ဖြစ်တဲ့ finishing တိုက်မယ်ပေါ့လေ okay ဒါကကျွန်တော်တို့ cure paint တွေကျွန်တော် OEM paint တွေမှာသွားမယ်နီးစနစ်ပေါ့အဲ့တော့cure ဖြစ်ပြီးသား paint ကားစေးသားတစ်ခုနဲ့ OEM ကားစေးသားမှာကြာရင်ကျွန်တော်က heat ကို clear coat က heat ကိုကြောက်တယ်ဆိုပေမဲ့ fresh paint လိုမျိုးနည်းနည်းလေး friction ကြောင့်ဖြစ်လာမဲ့စတက်ခါစား heat လောက်ကတိတ်ပြဿနာမရှိဘူးကျွန်တော် cure paint တွေ OEM paint တွေမှာကျွန်တော်ဘယ်လောက်ထိအပူချိန်တက်လို့ရလဲဆိုရင်ကျွန်တော် paint correction လုပ်တဲ့အချိန်မှာတက်လာနိုင်တဲ့ friction ကြောင့်ဖြစ်လာနိုင်တဲ့အပူချိန်ကျွန်တော်တို့120 degree Fahrenheit 130အများဆုံး130 degree Fahrenheit ထိအတက်ခံနိုင်တယ်အဲ့ဒီထက်ကျော်လွန်လာရင်တော့သူ့မှာလည်းများလာတာနဲ့အများပြဿနာလေးရှိလာနိုင်တယ်စေကားစေးသားကျွန်တော်တို့ clear coat တွန့်သွားတာမျိုးတွေကျွန်တော် clear coat ဒီ expand ဖြစ်ပြီးတော့ clear coat ကိုနဲ့ color coat နဲ့တွဲနေရနေကွာလာတာမျိုးတွေဖြစ်လာနိုင်တယ်အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ fresh paint မှာပြောရင် heavy cut compound လုံးဝမသုံးသင့်ဘူး heavy cutting aggressive cutting လုံးဝမလုပ်အောင် polishing နောက်ပဲသွားတင်တယ်အဲဒီအတွက်ကြောင့်ကောဘက်လဲစားရမှာဖြစ်တယ်ကောဘက်ကို1500 2000 3000 4000အထိအနည်းဆုံးစားပြီးမှ polishing ဝင်
ဒါမှမဟုတ်9000ထိစားပြီး polishing ဝယ်ဒါက fresh paint ရဲ့ paint correction ပြီးတော့ cure paint OEM paint တွေမှာကြာရင်မလိုအပ်ပဲကျွန်တော် copper စားစရာမလိုဘူးသူ့မှာရှိနေတဲ့ defect တွေက copper စားစရာမလိုတာများတယ်အဲဒီအတွက်ကြောင့်ကျွန်တော် getting compound တိုက်မယ်ပြီးသွားလို့ရှိရင် polishing တိုက်တယ်ဆိုတဲ့ဤစနစ်နဲ့သွားရတယ်အဲဒီအတွက်ကြောင့်ကျွန်တော်ကကားစေးသား2မျိုးမှာကျွန်တော်သွားရတဲ့အဆင့်2မျိုးမတူညီကြဘူးခုနကပြောတဲ့အတိုင်းကျွန်တော်တို့သွားတဲ့ဤစနစ်တိုင်းသာသွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ result တွေမှာခက်ခဲတဲ့ရလဒ်တွေမရှိဘူးကျွန်တော်လွယ်ကူကူနဲ့ကောင်းမွန်တဲ့ရလဒ်ကိုအလွယ်ကူဆုံးရနိုင်တယ်ကျွန်တော်နောက်တစ်ချက်မေ့သွားတာတော့ကျွန်တော်တို့ fresh paint မှာကတော့ကျွန်တော်တို့ကတခြား contaminate တွေလုံးဝမရှိဘူးပေါ့လေအဲ့တော့ decon wash လို့ခေါ်တဲ့ကျွန်တော် contaminate တွေကိုဖယ်ရှားတဲ့အဆင့်လုံးဝလုပ်เสียမလိုအပ်ဘူးကျွန်တော် viewer ဖြစ်ပြီးသား paint ဒါမှမဟုတ်လို့ရှိရင် OEM paint ကပတ်ဝန်းကျင်ဒီကျွန်တော်တို့ပြင်ပလောကမှာထွက်မောင်းထားတဲ့ကားအသုံးပြုထားတဲ့ကားတွေမှာကြာရင်တော့ကျွန်တော် contaminate လို့ခေါ်တဲ့ညဉ့်ညမ်းခြင်းတွေရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ paint correction မလုပ်ခင်မှာ decon wash လို့ခေါ်တဲ့ contaminate တွေကိုဖယ်ရှားတဲ့အေးဆေးတဲ့အဆင့်ကိုကျင်းသိအရင်လုပ်ရမယ်လုပ်ပြီးတော့မှကျွန်တော် paint correction အဆင့်ကိုဝင်ရတယ်ပေါ့လေအဲဒီအတွက်ကြောင့်ကျွန်တော်မတူညီတဲ့ကားစေးသား2မျိုးမှာပုံကိုင်းပုံအဆင့်လေးတွေကွာဝါတာနောက်ဆုံး final result ကတော့တူညီတဲ့ result ကိုရရှိပြီးတော့လွယ်ကူကူနဲ့ပဲဖြည့်ရှင်းနိုင်တယ် fresh paint ကိုကျွန်တော် cure paint ကိုဘယ်ကောင်ပိုခတ်တယ်ပို့လွယ်ဆိုတော့မရှိဘူးနီးစနစ်အတိုင်းသာလိုက်မယ်ဆိုရင်ကျွန်တော်အကုန်လုံးကလွယ်ကူကူနဲ့ဖြည့်ရှင်းရနိုင်တဲ့အချက်လက်တွေကြီးပါပဲfresh paint တွေ cure paint တွေ OEM paint တွေရဲ့ကျွန်တော် paint correction လုပ်တဲ့နည်းစနစ်ပြီးပြီဆိုလို့ရှိရင်တော့အခုတခါတည်းကျွန်တော်ကြုံရင်းနဲ့ပြချင်တော့အပြင်မှာ fresh paint ကားတစ်စီးရှိတယ်ကျွန်တော်စိတ်မှုပြီးတော့တပတ်ကျော်လောက်ပဲကြာသေးတယ်ပေါ့နော်ကျွန်တော်လုံးဝ cure paint မဖြစ်သေးဘူးအဲ့ဒီကားကိုကျွန်တော် paint correction လုပ်ဖို့လက်ခံတာရှိတယ်အဲ့ဒီကားပုံစံလေးပြလိုက်ပြီးတော့ထပ်ပြီးတော့လိုအပ်တာလေးပြောကြည့်အောင်ဒီကဆေးမှုတ်ပြီးကစားကျွန်တော်တို့ paint correction လုပ်အောင်ပေါ့လေပြောရရင်သူ့မှာရှိနေတဲ့ Syngage တွေ orange bee တွေ gas nip တွေ fish eye တွေကိုကျွန်တော် correction လုပ်ဖို့ကျွန်တော် cover စားတယ်ဒါအခုဆိုလို့ရှိရင်ကျွန်တော် cover 1500စားနေတာ cover 1500တစ်စီးလုံးကို flat ဖြစ်အောင်ညီညီညာနဲ့ကျွန်တော် evenly လုံးဝညီညီညာနဲ့စားပြီးပြီဆိုလို့ရှိရင်ကျွန်တော် cover 2000ဆက်သွားမယ် cover 2000ပြီးပြီဆိုလို့ရှိရင်2000ကတော့ကျွန်တော်တို့က flat ဖြစ်အောင်စားစရာမလိုတော့ဘူး1500မှာကျွန်တော်တို့အခုဖယ်ခြင်းတဲ့ orange bee တွေနဲ့ Syngage ပြုတ်တွေကိုကျွန်တော်တို့ညီညာ one flat ဖြစ်အောင်စားပြီးပြီဆို2000က1500စားထားတဲ့အစိမ်းကိုပြန်ဖြောင်းမယ်2000နဲ့2000ပြီးရင်ကျွန်တော်3000သွားမယ်3000ပြီးရင်ဒီကားမှာကျွန်တော်ဘယ်လောက်ထိသွားမလဲ3000ပြီး4000သွားမယ်4000ပြီးရင်တော့ကျွန်တော်9000 grade ထိသွားမယ်9000ပြီးသွားရင်ကျွန်တော်တို့ getting heavy getting မသွားဘဲနဲ့ polishing သွားမယ်ပြောရရင် fresh paint မှာ heat friction ကြောင့်ဖြစ်လာမယ့် heat တွေကိုရှော့ချလိုက်တယ်အဲ့ပြင်မှာ heavy getting compound တွေမှာပါဝင်တဲ့ကျွန်တော်တို့ပြင်းထန်တဲ့ solvent တွေကြောင့်ထိခိုက်နိုင်တဲ့အရာတွေမရှိတော့ကျွန်တော်တို့ကောဘက်ကို9000ထိသွားပြီးတော့မှ polish ဝင်မှာပေါ့လေဒါကတော့လုံးဝကျွန်တော်တို့လက်ခံတာ engine fresh paint ကားတစ်စီးနဲ့ကြုံလို့ကျွန်တော်တခါလေးပြလိုက်တယ်ပေါ့နော်ကျွန်တော်ဒီကားဆိုလို့ရှိရင်ပြောရင်ဒါတချို့နေရာတွေကပြန်စည်းတွေပါတယ်ပေါ့လေဒါပေမဲ့ cure paint ဖြစ်ပြီးသားပဲစိမ့်မှုတ်ပြီးတာတော့တစ်နှစ်ကျော်2နှစ်လောက်အနည်းဆုံးရှိသွားပြီဆို cure paint ဖြစ်ပြီးလက်ရှိလမ်းမပေါ်မှာအသုံးပြုနေတဲ့ကားဖြစ်တယ်အဲ့တော့ဒီလိုကားမျိုးကြရင်တော့ကျွန်တော်တို့ကလုံးဝ cure paint စိမ့်မှုတ်ပြီးတဲ့ panel လည်းပါသလို OEM paint panel တွေပါဒါ cure paint ဖြစ်သွားတဲ့ကြောင့်ကျွန်တော်ဒီ fresh paint correction နဲ့မတူတော့ဘူးသူ့မှာကျွန်တော်မလိုအပ်ဘဲနဲ့ cover စားစရာမလိုဘူးလိုအပ်တော့မှကျွန်တော် cover စားမှာဒီကားရဲ့ defect တွေအရာဆိုလို့ရှိရင်ကျွန်တော် cover စားစရာမပါဘူး2 steps ဆိုရင်တော့ getting polishing ပေါ့လေ3 steps ဆိုရင်တော့ကျွန်တော် getting polishing finishing ဆိုတဲ့ဟာနဲ့သွားပြီးတော့ကျွန်တော် paint correction လုပ်ရုံပဲနှစ်စီးလုံးကအခြေအနေမတူကြဘူးပေါ့နော်နှစ်စီးလုံးကတော့ပြောရရင်တော့ဒီကောင် fresh paint ဖြစ်တဲ့ကြောင့်ကျွန်တော် coating လက်ခံလို့မရအောင်ကျွန်တော်ဒီ fresh paint correction cover စားမယ် paint correction ပြီးသွားရင်Maguire က D305 ဖြစ်မယ်ကျွန်တော်နည်းနည်းလေးမေ့နေအဲ့ number D305 ဖြစ်D305 ကကျွန်တော်ဖျောင်းပဲတင်ရမယ်ပေါ့နော်လုံးဝ cure မဖြစ်သေးတဲ့အတွက်ကြောင့်သူအပေါ်မှာအုံနိုင်တဲ့ဖျောင်းတွေစီလန့်တွေ coating တွေတင်လို့မရဘူး breathable ဖြစ်တဲ့ဖျောင်းမျိုးတင်ရမှာပေါ့နော်ပြီးသွားရင်တော့ဒီကားမှာတော့ကျွန်တော် coating လက်ခံထားတာပေါ့လေ1 year coating လက်ခံထားတာဆိုတော့ဒီကားမှာတော့ coating သွားရမယ်ခံထားတဲ့ကားနဲ့ကျွန်တော်မေကွန်လေးနဲ့တွဲပြီးတော့ဖြည့်ပေးသွားတာနောက်ပြီးရင်ကျွန်တော်တို့
ဒီကားနဲ့ပဲပတ်သက်ပြီးတော့ကျွန်တော် comment အကြောင်းလေးတွေထပ်ပြီးဖြည့်ပေးပါမယ်ကျွန်တော်အခုလိုမျိုးfresh paint တွေမှာ paint correction လုပ်တဲ့နည်းစနစ်တွေ QR paint တွေမှာ paint correction လုပ်တဲ့နည်းစနစ်တွေအတိအကျတွေကိုကျွန်တော်ရဲ့မြန်မာ gloss rock တင်တန်းမှာကတော့စာတွေရောလက်တွေရောလုံးဝအသေးစိတ်ကျွန်တော်တေချာသင်ကြားပေးပါတယ်